နေ့ညလာပြီးတော့ချဲလန့်ခေါ်ခိုင်းတယ်စပိုးသိန်းဖန်တချို့ပါပေါ့ကျွန်တော်ဒီလီတူးသိန်းကိုတော့နိုင်မယ်လို့မျှော်လင့်ထားတာဗောလေဒါဘယ်ထင်ထားပါမလဲဒီသိန်းကတော့အေးစစ်နိုင်တယ်လို့ပဲစိတ်ကူးထားတာဗောဒါတစ်ပတ်သိန်းကိုအထင်သေးလို့လည်းတွေးရမှာမဟုတ်ပါဘူးကိုသိအဲ့လောက်ကြီးတော့မညံသေးပါဘူးဆိုရဲစိတ်ကကိုယ်စင်နေမှာအများကြီးရှိနေလေအဲ့လိုလေးပဲတွေးပြီးကျွန်တော်မနေ့ညကတော့ချဲလန့်ခေါ်ရဲကွာလို့ကျွန်တော်ဒီတင်တော့အစင်းနိုင်လောက်ပါရဲ့စိတ်နဲ့ကျွန်တော်ချဲလန့်ခေါ်လိုက်တယ်ဒါပေမဲ့မထင်တော့ဘူးဗျာတကယ်မထင်တာတွေဖြစ်သွားတယ်လူဆိုရင်ပွဲလဲပြီးတော့ချက်သိန်းနေတော့ထားပါတယ်ဘယ်လိုတော့ဖြစ်သွားတာလဲပေါ့ဒါပေမဲ့ဘယ်တက်နိုင်မလဲကျွန်တော်ကိုယ်တိုင်ကခရီးပေးထားတာဟုတ်ကျွန်တော်ကရုံးမတုံးမဲနေလိပ်ပြန်တော့လေကျွန်တော်တို့လည်းအခြားယူရတဲ့ဖန်တွေကဂရီးမတူသက်သာမရှိဘူးပြောခါမှဆိုတယ်အဲ့တို့ကြောင့်ဒါကျွန်တော်ဂရီးပေးထားတဲ့နိုင်ပဲကျွန်တော်ကရုံးတုံးပေးလိုက်တယ်မထင်တာဖြစ်သွားလဲဘယ်တက်နိုင်မလဲကောင်းဘောဟုတ်တယ်မလား